ကျွန်တော်ရဲ့လက်ကိုင်ဖုန်းကတူယူသွားချင်းခံလိုက်ရတယ်我的手机被他拿走了我的手机被他拿走了我的手机ငါရဲ့လက်ကိုင်ဖုန်းက被他拿走了拿走了ဆိုတာယူသွားတာပေါ့နော်被他拿走了တူယူသွားချင်းကိုခံလိုက်ရတယ်နော်တကားကကြတော့လေတိတ်တာခံရလို့ပိတ်သွားတယ်ပေါ့နော်ဒါဆိုရင်门被风关上了门被风关上了门တကားက被风关上了နော်关上了ဆိုတာပိတ်သွားတယ်ပေါ့နော်被风关上了ဆိုတာလေတိုက်လို့ပဲသူကပိတ်သွားတာနော်coffee ကကျွန်တော်တောက်လို့ကျွန်တော်တောက်ချင်းခံလိုက်ရလို့ကုန်သွားတယ်နော်ဒါဆိုရင်咖啡被我喝光了咖啡被我喝光了咖啡 coffee က被我喝光了喝光了ဆိုတောက်တာအကုန်သွားတယ်被我喝光了ကျွန်တော်တောက်ချင်းခံလိုက်ရလို့အကုန်သွားတယ်နော်ဒါဆိုရင်အခန်းကကြတော့တန့်ရှင်းရေးလှုပ်ချင်းခံလိုက်ရလို့အရင်တန့်ရှင်းသွားတယ်房间被打扫得很干净房间被打扫得很干净打扫得很干净နော်房间အခန်းက被打扫得很干净很干净ဆိုတာအရင်တန့်ရှင်းတယ်被打扫得ဆိုတာကတန့်ရှင်းလောက်ခံရလို့အရင်တန့်ရှင်းသွားတယ်နော်နောက်တစ်ခုကကြတော့သူကနော်အားလုံး小王လို့သူ့ကိုခေါ်ချင်းခံရတယ်နော်ဒါဆိုရင်他被大家叫小王他被大家叫小王他သူက被大家叫အားလုံးကိုခေါ်ချင်းခံရတယ်小王လို့ခေါ်ချင်းခံရတယ်နော်ဒါဆိုရင်မိတ်ဆွေတို့ကကြတော့ကိုယ်နဲ့ကိုက်ညီတဲ့အချိန်တွေကိုယ်နဲ့ကိုက်ညီတဲ့အချိန်ခါမှာတွားပြီးတော့တုံးလို့ရပါပြီတကယ်လို့မိတ်ဆွေတို့ကကြတော့ interview ပိုင်းတို့စားတောက်ဆိုင်ပိုင်းတို့ဟိုတယ်ပိုင်းအသေးစိတ်တို့အဲ့ဒါလေးတွေကိုအမြန်ပြောတတ်ဆိုတတ်ရှိချင်တယ်ဆိုရင်တော့老师တို့ရဲ့အပြင်သင်တန်းဖြစ်ဖြစ် online class ပဲဖြစ်ဖြစ်အမြန်လာပြီးတော့စုံစမ်းလိုက်ပါကိုနဲ့ကိုက်ညီတယ်ကိုနဲ့ asset တယ်ကိုနဲ့တင့်တော်တယ်စိတ်တိုင်းကြတယ်ဆိုရင်တော့အမြန်ဆုံးလာအပ်ပြီးတော့လေ့လာသွားပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှေ့ရှေ့大家တိချက်ကြိုလိပါ